9 ငါလာ2026ညနေ4 နာရီခွဲတော့ပေါ့နော်ကျွန်တော်နက်ခတ်ဝမ်းချင်းလေးယူမယ်နော်ဟုတ်ရဲ့883နဲ့883ပေါင်းချင်းဒီ9တဲ့နော်9ရဲ့နက်ခတ်ဒီ6ဖြစ်တယ်ကျွန်တော်ဒီပြင်မှာ96ချိန်96ချိန်ကျွန်တော်3ကိုလို့ဆင်ခဲ့တော့9ထိမယ်ရောက်ဒီမှာဆိုရင်1ရဲ့3ရဲ့တဲ့133ပေါင်းချင်းဒီခွန်နဲ့ခွန်ရဲ့နက်ခတ်ဒီ3ညဖြစ်တဲ့ကျွန်တော်ဒီပြင်မှာခွန်3ညအချိန်နဲ့ကျွန်တော်3ညဘူးလို့ဆင်တော့3ညထိနောက်တစ်ပင်131တဲ့ပေါင်းချင်းဒီ9တဲ့9ရဲ့နက်ခတ်ဒီကျွန်တော်ဒီပြင်မှာ93ချိန်လေကျွန်တော်43လို့ဆင်တော့3ထိနောက်တစ်ပင်214တဲ့214ပေါင်းချင်းဒီခွန်နဲ့ခွန်ရဲ့နက်ခတ်ဒီ3ညဖြစ်တဲ့ခွန်3ညအချိန်နဲ့ကျွန်တော်90လို့ဆင်တော့3ညထိပြောဒီက9ရဲ့4ရဲ့8ရဲ့တဲ့9လေးပေါင်းချင်း9ရဲ့8ပေါင်းချင်းခွန်ရဲ့နက်ခတ်ဒီ3နဲ့တို့ဒီမှာခွန်3ညအချိန်နဲ့3ည5လို့ဆင်ငယ်တော့3ညထိဟောဒီက9ရဲ့8ပေါင်းချင်းခွန်နဲ့4နဲ့ပေါင်းချင်း1တဲ့1ရဲ့နက်ခတ်ဒီ8ဖြစ်တယ်ကျွန်တော်ဒီမှာ1 8ချိန်ကျွန်တော်1 3လို့ဆင်တော့1ထိပြီကျွန်တော်ဒီညနေအတွက်အကောင်းဆုံးနက်ခတ်ဝမ်းချိန်လေးပါနော်941ပေါင်းချင်း3ညတဲ့3ညရဲ့နက်ခတ်ဒီခွန်ဖြစ်တယ်ကျွန်တော်ဒီညနေအတွက်3ညခွန်ဝမ်းချိန်အမှားလေးပါနော်ကျွန်တော်တို့ပါဝါလုံးမိုင်လေးတစ်ချက်ကြည့်မယ်နော်ပါဝါလုံးမိုင်ကျွန်တော်ဟောဒီက1ရဲ့3ညရဲ့ဟောဒီက3ရဲ့တဲ့1 3ည3နဲ့ပေါင်းချင်းဒီ4ဖြစ်တဲ့အတွက်တဲ့4အဲ့တော့4ရဲ့ပါဝါဒီ9ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်မှာ9လုံးလုံးပါနော်ကျွန်တော်90လို့ဆင်ခဲ့တော့9ထိတာပေါ့ဝမ်းချင်းနဲ့3ည9ပြီးပေါ့နော်နောက်တစ်ပင်တော့သွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဟောဒီက1ရဲ့4ရဲ့3ညရဲ့တဲ့1 4 3ညတဲ့ပေါင်းချင်းဒီ9တဲ့9ရဲ့ပါဝါဒီ3ညတဲ့ဒီမှာလည်း3ညတစ်လုံးလုံးပါနောက်တစ်လည်းကြည့်မယ်ဆိုရင်ကျွန်တော်ဟောဒီက2ရဲ့9ရဲ့တဲ့9ရဲ့တဲ့2 9 5ပေါင်းချင်း6တဲ့6ရဲ့ပါဝါဒီ1ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ1လုံးပါကျွန်တော်ဒီက9ရဲ့3ညရဲ့တဲ့3ရဲ့တဲ့9 3ည3ပေါင်းချင်းနဲ့8တဲ့ကျွန်တော်8ပါဝါဒီ3ဖြစ်တဲ့အတွက်ကျွန်တော်ဒီညနေအတွက်3တစ်လုံးလုံးပါပါနော်နောက်ထပ်နက်ခတ်လုံးမှတစ်ဆိုင်ထိုက်ယူမယ်နော်ကျွန်တော်ဟောဒီက1ရဲ့3ညရဲ့ကျွန်တော်သူ့အောက်က1ရဲ့တဲ့3ည1တဲ့ပေါင်းချင်းစီတဲ့ကျွန်တော်တို့က2ဖြစ်တဲ့အတွက်တဲ့ကျွန်တော်ဒီဘက်မှာပေါ့နော်3ည1တဲ့ကျွန်တော်ပေါင်းချင်းစီ2ဖြစ်တဲ့အတွက်2ဖြစ်တယ်တဲ့2ရဲ့နက်ကတ်စီ4ဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာကျွန်တော်ဒီဘက်မှာကျွန်တော်တို့က4ရက်လုံးပါနော်4ရက်လုံးပါနော်ကျွန်တော်မှာ4 3လို့ဆင်တယ်နော်4လုံးပါဟောဒီက3ရဲ့1ရဲ့တဲ့ကျွန်တော်ပြီးတော့ဒီက2ရဲ့တဲ့နော်3ရဲ့1ရဲ့2ရဲ့ပေါင်းချင်းဒီ6တဲ့6ရဲ့နက်ကတ်ဒီ9ဖြစ်တဲ့အတွက်ကျွန်တော်ဒီပြင်မှာ9လုံးပါ90လို့ဆင်တဲ့အပင်ပေါ့နော်9လုံးပါနောက်ထပ်တစ်ပင်ကြည့်မယ်ဆိုရင်ဟောဒီက3ညရဲ့2ရဲ့တဲ့9ရဲ့တဲ့3ည2 5တဲ့ပေါင်းချင်းဒီခွန်နဲ့ခွန်ရဲ့နက်ခတ်ဒီ3ညဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာလည်း3ညလုံးပါနောက်တစ်ပင်တို့ဆိုဟောဒီက4ရဲ့5ရဲ့9တဲ့ဒီငါပေါင်းချင်း9ဒီက9နဲ့ထပ်ပေါင်း8ရဲ့နက်ခတ်ဒီ1ဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာနောက်ထပ်1လုံးပါ
ကျွန်တော်ဒီညနေအတွက်လုံးပိုင်းနှစ်ကလုံးပိုင်းဆိုင်လေးပါနော်ဟောဒီက9ရဲ့ပေါင်းချင်းရှည်တဲ့9နဲ့ပေါင်းတဲ့9ရဲ့ပေါင်းချင်းရှည်တဲ့9နဲ့ပေါင်းတော့3နဲ့3ရဲ့နှစ်ခက်စီ9ဖြစ်တဲ့အတွက်ကျွန်တော်ဒီညနေမှာနောက်ထပ်နှစ်ခက်လုံးပိုင်းလေးက9တစ်လုံးပါနော်တဲလုံးပိုင်းဆိုင်လေးထပ်ယူမယ်နော်ဟောဒီက1ရဲ့3ရဲ့ဟောဒီက3ညရဲ့တဲ့1 3 3ညပေါင်းချင်းစီ4ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပြင်မှာနောက်ထပ်4တစ်လုံးလုံးပိုင်းနောက်တစ်ပင်ဟောဒီက2ရဲ့3ရဲ့4ရဲ့ပေါင်းချင်းစီ9ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပြင်မှာနောက်ထပ်9လုံးပါ9 1ကိုပေါင်းချင်းစီ9ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပြင်မှာ9လုံးပါပြီးပေါက်တွေဆင်းနေပြီเนาะဘယ်လိုပဲဖြစ်ဖြစ်ဒီတဲလုံးပိုင်းထဲမှာပြီးပေါက်တွေဆင်းနေပြီเนาะ9 4 3ညပေါင်းချင်းစီ3ဖြစ်တဲ့အတွက်ကျွန်တော်ဒီပြင်မှာနောက်ထပ်3လုံးပါ1 3 1 1 1 3 1 3ပြီးပေါက်ပဲเนาะကျွန်တော်တို့ဒီညနေအတွက်နောက်ထပ်တဲလုံးပိုင်းလေးပါเนาะ9 8 1တဲ့ပေါင်းချင်းစီ4ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီညနေအတွက်နောက်ထပ်တဲလုံးပိုင်းလေးရ4တစ်လုံးပါเนาะကျွန်တော်နောက်ထပ်ပို့ပြီးလုံအောင်နောက်ထပ်လုံးပိုင်းတစ်ဆိုင်လေးကြံပါသေးရဲ့เนาะအဲ့တော့ဟာဒီက8ရဲ့3ရဲ့1ရဲ့တဲ့8 3 1တဲ့ပေါင်းချင်းစီ2တဲ့2ရဲ့နန်းခတ်စီ4ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပြင်မှာ4လုံးပါနောက်တစ်ပြင်ဆက်သွားမယ်1ရဲ့3ရဲ့2ရဲ့တဲ့ပေါင်းချင်းစီ6တဲ့6ရဲ့နန်းခတ်စီ9ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပြင်မှာနောက်ထပ်9လုံးပါလုံးပိုင်း4လုံး9 4လုံးခွန်3ညအချိန်90လို့ဆင်နောက်ထပ်တစ်ပင်1ရဲ့1ရဲ့9ရဲ့ပေါင်းချင်းစီခွန်နဲ့ခွန်ရဲ့နက်ခတ်စီ3ညဖြစ်တဲ့အတွက်ရောက်ဒီပင်မှာနောက်ထပ်3ညလုံးပိုင်း3ည3ညခွန်3ညအချိန်3ည9လုံးပိုင်း3ည9ပြီးပေါက်ဆင်နော်နောက်တစ်ပင်2ရဲ့4ရဲ့9ရဲ့တဲ့2 4 9တဲ့ပေါင်းချင်းစီ9တဲ့9ရဲ့နက်ခတ်စီ3ကျောင်းဒီပင်မှာနောက်ထပ်3တစ်လုံးလုံးပိုင်း1 3လို့ဆင်းထားတယ်နော်1ချိန်1 1 1 3 3 1 3ပြီးပေါက်ပဲနော်အဲကျွန်တော်တို့ဒီညတစ်တဲ့နောက်ထပ်အကောင်းဆုံးလုံးပိုင်းဆိုင်လေးပါနော်9ရဲ့8ရဲ့9ရဲ့တဲ့9 8 5တဲ့ပေါင်းချင်းစီ8တဲ့8ရဲ့နက်ခတ်စီ1ဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ်လုံးပိုင်းလေးက1ဖြစ်တယ်နော်ကဲကျွန်တော်တို့မိတ်ဆွေတွေအဲ့ဒါဒီညနေအတွက်ကတော့ကျွန်တော်တို့လုံလောက်မှုတွေရှိသွားပြီလို့ထင်ပါတယ်နော်ကျွန်တော်တို့ကဲကျွန်တော်မိတ်ဆွေတွေပြရအောင်ရေးမလဲဗျာနော်3ညခွန်အချိန်နဲ့လုံးပိုင်း3 5 4 1တဲ့ကျွန်တော်ဒီအပေါ်ပင်မာတွေကတော့လုံးပိုင်းတွေကတူညီမှုတွေရှိနေတော့ကျွန်တော်တို့ကထိုးကွက်နည်းနည်းလေးနဲ့ပေါက်တာပေါ့နော်ကျွန်တော်ဒီညနေမှာတော့ကျွန်တော်တို့ကလုံအောင်အကုန်လုံးအပေါ်ပင်ရလို့မျိုးကျွန်တော်တို့ကအကုန်လုံးယူထားတဲ့အတွက်ကနန်းတော့နည်းနည်းများမယ်ပေါ့နော်ကျွန်တော်က3ညနဲ့ဆော့မလားခွန်နဲ့ဆော့မလားဒီ3ညခွန်ဆိုတာလေ3ညခွန်3ညကျွန်တော်တို့ကလည်းဒီကနန်းကလည်းကျွန်တော်တို့ဒီညနေမှာတင်ဆင်းနိုင်တယ်နော်ဘာလို့ဆိုတော့နက်ခတ်ဖြစ်နေလို့နော်ကျွန်တော်တို့ပါဝါတွေဆင်းထားတယ်နော်အားကြောင့်မို့3ညခွန်လည်းတင်ဆင်းနိုင်တယ်နော်အဲ့တော့ကျွန်တော်ကြံပေးချင်တာက3ညကြိုက်တဲ့လူက3ည3 3ည5 3ည4 3ည1ကိုကစားပါတော့ခွန်ကြိုက်တဲ့လူက
ခွန်3ညာခွန်3ခွန်5ခွန်4ခွန်1အဲ့လိုမှမဟုတ်ပဲနဲ့ကျွန်တော်တို့က1ချင်းဒီ1ချင်းကပေးလာတဲ့အပင်ကရှည်လာပြီပေါ့နော်အဲဒီ1ချင်းဖောက်ပြီးတော့ကျွန်တော်တို့ကလုံးပိုင်တွေကအပြီးဆင်းမယ်ဆိုလို့ရှိရင်3 5 4 1အခွေပေါ့လုံးပိုင်အပြီးဆင်းမယ်ဆိုရင်ကျွန်တော်တို့ကဒီ၄လုံးပေါ့နော်ကျွန်တော်ဒီ၄လုံးအခွေကိုကျွန်တော်တို့ကဆော့ပေါ့အဲဒီ၄လုံးအခွေကိုဆော့ပေါ့ကဲကျွန်တော်မိတ်ဆွေတွေညံရှိသလိုအသုံးပြုနိုင်ပါတယ်ဗျာနော်ကဲကျွန်တော်တို့ဒီကဏ္ဍလေးတွေနဲ့ကျွန်တော်တို့ဒီညနေလေးမှာပေါ့နော်ပေါက်ကွက်တွေကိုစီအတီးတီးရရှိနိုင်ကြပါစေဗျာနော်ကဲပေါက်ကွက်တွေတင်ကွက်တွေမိကြပါစေဗျာကဲအားလုံးအဆင်ပြေပါစေ